ကျွန်တော် UFC 328ကိုမိန် event အနေနဲ့ရင်ဆိုင်ရှင်းပြိုင်ထိုးသက်ကြတယ်ကျွန်တော်မြန်မာကိုစားပြု Joshua Ban နဲ့ဂျပန်ရဲ့ Tesoro Tigers တို့ရဲ့ပွဲမှာတော့ကျွန်တော်မြန်မာကစားသမား Joshua Ban အနေနဲ့ Tesoro Tiger ကို9ကြီးမြောက်မှာပဲအလဲထိုးနဲ့အနိုင်ရရှိသွားတယ်ပေါ့ဗျာเนาะအဲ့တော့ Joshua Ban အနေနဲ့ဒါပထမဆုံးကာကွယ်တဲ့သူရဲ့ခပတ်ကာကွယ်ပွဲမှာအောင်မြင်စွာနဲ့ပဲခပတ်ကိုကာကွယ်နိုင်ခဲ့လိုက်တယ်လို့ကာကွယ်လိုက်နိုင်တာဖြစ်တယ်လို့ကျွန်တော်တို့ဒီမြန်မာကိုစားပြုပေါ့နော်ကစားသမားတယောက်အနေနဲ့ဒါတမိုင်းတစ်ကိုရေးထိုးလိုက်တာလည်းဖြစ်ပါတယ် UFC မှာပွဲစဉ်ကိုခြုံငုံသုံးသပ်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒါ UFC မှာ Joshua Ban ရဲ့ဒီ boxing skill ဘိုင်းကတော်တော်လေးကိုအတိမတ်ပြုရမယ်လူယိုသေးရှင်ယိုသေးကစားသမားမျိုးဖြစ်လာတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီပွဲမတိုင်ခင်မှာက Joshua Ban နဲ့ပတ်သက်ပြီးတော့သူ့ရဲ့title shot ဒီကိုစိန်ခေါ်ပွဲတုန်းက Joshua Ban ရဲ့နိုင်ပွဲကပေါ့နော်ပန်ဒိုဂျာကိုနိုင်တဲ့ပွဲကလူပြောများစရာဖြစ်ခဲ့တယ်ပေါ့နော်တိုတောင်းတဲ့အချိန်ကာလတစ်ခုမှာနိုင်သွားတာဖြစ်တဲ့အတွက်သူ့အနေနဲ့ကောင်းကောင်းတက်တည်မပြခဲ့ရဘူးပေါ့နော်ဒါပေမဲ့ဒီပွဲမှာတော့အဲ့ဒီတန်တရားတွေအဲ့ဒီချန်ပီယံအစ်မဟုတ်ဘူးဆိုတဲ့ဆွဆွဲစကားတွေကို Joshua Ban အနေနဲ့အကုန်လုံးအတန်တိတ်သွားအောင်လုပ်နိုင်ခဲ့တယ်လို့ပဲကျွန်တော်ကတော့မြင်ပါတယ်ပွဲစဉ်ခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း Joshua Ban အနေနဲ့အကောင်းဆုံးကစားသွားတယ်ဒီ Tesoro Tiger ရဲ့အစစ်မြင့်ပါတယ်ဆိုတော့ဒီတိတ်တောင်း attack တွေကိုသူ့အနေနဲ့ကောင်းကောင်း control လုပ်နိုင်ပြီးတော့ကောင်းကောင်း defense ပြန်လုပ်နိုင်ခဲ့တယ်ကောင်းကောင်း response လုပ်နိုင်ခဲ့တယ်ပေါ့နော်အဲ့အတွက်ဒီ Tesoro Tiger အနေနဲ့ကမဖြစ်မနေ Joshua Ban ကို stand fight ဘိုင်းမှာကစားပေးခဲ့ရတယ်လို့ဖြစ်သွားတယ်ပွဲကြိုးမှာ Joshua Ban ပြောခဲ့သလိုပဲသူ့အနေနဲ့ဒီပွဲကိုJoshua Ban ရဲ့ပွဲဖြစ်အောင်လုပ်ပြီးကစားမယ်လို့ပြောသွားတဲ့အတိုင်းပဲ Joshua Ban ကသူပြောတဲ့စကားနဲ့ညီအောင်လုပ်ပြီးကစားနိုင်ခဲ့တယ်လို့ကျွန်တော်ကတော့မြင်ပါတယ် Tesoro Tiger အနေနဲ့နောက်ပိတ်ဆုံးဒီ ground ဘိုင်းမှာသူ့အနေနဲ့Joshua Ban ကိုထိန်းချုပ်လို့မရတဲ့အတွက်ဒီ stand fight ဘိုင်းမှာ Joshua Ban ကိုရှင်ကစားတဲ့အခါမှာတော့ဒီ stand fight ဘိုင်းရဲ့ကျွန်တော်တို့ဒီ flyweight တန်းရဲ့ဘရင်လို့ပြောလို့ရတဲ့ Joshua Ban ကတပွဲလုံးအသာစီးနဲ့ထိုးပြီးတော့ဒီ Tesoro Tiger ကိုပြင်းထန်အားပါတဲ့လက်သီးတွေနဲ့ဇက်တိုက်ထိုးပြီးတော့ဒါအနိုင်ယူသွားတယ်ပေါ့နော်Tesoro Tiger အနေနဲ့ဒီတတိယအချီဒုတိယအချီတွေမှာတော့တော်တော်လေးကိုရုန်းကန်ခဲ့ရပြီးတော့ပွဲပြက်လို့နီးပါးအထိဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီပွဲကခြုံငုံသုံးသက်ကြည့်ရမယ်ဆိုတော့ Joshua Ban ကအကောင်းဆုံးလုပ်ပြသွားတယ်သူကချန်ပီယံတယောက်ဖြစ်ထိုက်တယ်ဆိုတာကိုကျွန်တော်တို့လုံးဝတက်တည်ပြသွားတယ်ပွဲလို့ပဲကျွန်တော်ကတော့မြင်ပါတယ်နောက်ပြီးကြတော့ဒီပွဲပြီးသွားတဲ့အချိန်မှာလည်းဒီကျွန်တော်တို့အများကြီးဒီ Joshua Ban ဘောဝေဖန်မှုတွေလုပ်နေတဲ့ချန်ပီယံဟောင်းပန်ဒိုဂျာကိုစိန်ခေါ်သွားတယ်ပေါ့နော်ဒါပေမဲ့စိန်ခေါ်သွားတယ်ဆိုတာကပထမကတော့ဒီပွဲ announce လုပ်တဲ့လူကမေးတာကနောက်ပွဲမှာဘယ်သူနဲ့ထိုးကျင်လဲလို့မေးတာပေါ့နော်ပန်ဒိုဂျာနဲ့ထိုးကျင်လားပေါ့မေးတာပေါ့ဒါပေမဲ့ဒီပြောတာ Joshua Ban ပြောတာကတော့ဒီမင်းမတော့မဟုတ်ဘူးပေါ့နော်ဒီပန်ဒိုဂျာမတော့မဟုတ်ဘူးမင်းမတော့မဟုတ်ဘူးဒါပေမဲ့မင်းထိုးကျင်တယ်ဆိုလို့ရှိရင်မင်းကိုမင်းအကောင်းဆုံးလှုပ်ထားလိုက်ပြင်ဆင်ထားလိုက်ပေါ့နော်ငါထိုးပေးမယ်လို့သူကပြောသွားတယ်သူပြောချင်တာကတော့ဗျာဒီ Joshua Ban ပြောချင်တာဘယ်သူမှမဟုတ်ဘူး flyweight တန်းမှာကြိုက်တဲ့ကောင်နဲ့ထိုးလို့ရတယ်ဒါပေမဲ့ပန်ဒိုဂျာမင်းထိုးကျင်လို့ရှိရင်မင်းအကောင်းဆုံးပြင်ဆင်ထားလိုက်သူပြောချင်တာအဲ့လိုပေါ့နော်ဘာပဲပြောဒီကျွန်တော်တို့ပွဲအကုန်လုံးပြီးသွားတဲ့အချိန်မှာတော့Joshua Ban ကဒါကျွန်တော်တို့မြန်မာနိုင်ငံအတွက်တကယ်ကိုဂုဏ်ယူစရာကောင်းတဲ့တကယ်ကို idol ကစားသမားတယောက်ပေါ့နော်တကယ်ကိုစွမ်းဆောင်ရည်ပိုင်းမှာတော်တော်လေးကိုကောင်းမွန်တဲ့ကစားသမားပဲဖြစ်ပါတယ်ဒါနောက်ပွဲတွေမှာလည်းဒါဒီဝေဖန်နေကြတဲ့ကျွန်တော်တို့ဒီသုံးသက်နေကြတဲ့လူတွေရဲ့အတန်ကိုဒါ Joshua Ban ရဲ့anti fan တွေပေါ့နော် Joshua Ban ကိုအာမပေးတဲ့လူတွေရဲ့အတန်တွေကိုတိတ်ဆိတ်သွားစေတဲ့ပွဲတစ်ပွဲလို့ကျွန်တော်ကတော့သုံးသက်မြင်မိပါတယ်ဗျနောက်ပွဲတွေမှာရောဘယ်သူနဲ့တွေ့ဦးမလဲကျွန်တော်တို့ဒီကစားသမားကဘယ်သူနဲ့ကစားအောင်မှာလဲဆိုတာတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာပေါ့ဗျာနော်ပန်ဒိုဂျာနဲ့ပဲဆက်ပြီးတော့ပန်ဒိုဂျာနဲ့ပဲထိုးရမလားဘယ်သူနဲ့ထိုးရမလဲဆိုတာတော့စိတ်ဝင်စားဖို့ကောင်းတယ်main event အနေနဲ့ထိုးတဲ့ပွဲမှာတော့ကျွန်တော်တို့ဒီ
strike land ကကျွန်တော်တို့ဒီလက်ရှိ champion ခန်းဆက်ရှမားကိုအနိုင်ယူပြီးတော့ဒုတိယအကြိမ်မြောက်champion အသစ်ထပ်ဖြစ်သွားပါတယ်ဗျကျေးဇူးတင်ပါတယ်ကျွန်တော်ကိုစီပါဗျ